Hello မင်္ဂလာပါဒီနေ့တော့တန်ဝေကရစရာလဲဖြစ်သင်ခန်းစာယူစရာလဲဖြစ်တဲ့ထိတ်လန့်ပွဲရာတန်ဝေကဒီနေ့အပြင် horror ပေါ့ဖြစ်မှန်ဇလန်းလေးတစ်ခုပြောပြချင်ပါတယ်အဲ့ဒါကတော့အစွဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောချင်ပါတယ်လူတစ်ယောက်ဟာလောကမှာဆွဲလန်းကြီးမယ်တစုံတရာကိုဆွဲပြီးတော့တည်သွားမယ်ဆိုရင်ဘလောက်တောင်ကြောက်စရာကောင်းတယ်ဆိုတာလေးကိုပြောပြချင်ပါတယ်အဲ့တော့ horror အကြောင်းလေးဆိုတော့လေညဘက်ကလေးပေါ့နော်တခါတော့ကကျောင်းတိုက်ကြီးတစ်ခုပေါ့အင်မတန်နာမည်ကြီးတဲ့ကျောင်းတိုက်ကြီးတစ်ခုပေါ့အဲ့ဒီကျောင်းတိုက်ကြီးတစ်ခုရဲ့ဆရာတော်ဘုရားကြီးထိုဆရာတော်ဘုရားကြီးမှာတပည့်တစ်ပါးရှိတယ်အင်မတန်လိမ္မာပါတယ်လိမ္မာတယ်စာလဲတော်တယ်စာလဲတက်တယ်ဆရာတော်ဘုရားကြီးပေါ်လဲအင်မတန်သိတတ်တယ်ပေါ့တခြားသောတပည့်တွေနဲ့မတူဘူးအမြဲတမ်းကျောင်းဝေယဝိဆဆရာတော်ဘုရားကြီးရဲ့ဝေယဝိဆမပြည့်စေရဘူးနောက်ညစဉ်ညတိုင်းပြုနေကြဝတ်ပေါ့လေဝတ်ဆိုတာကဝတ်နဲ့တာဝန်မှုနှလုံးစင်တဲ့ဝတ်တဒေဝတ်ကိုပြောတာပါဝတ်လေတဲ့ဝတ်ကိုပြောတာမဟုတ်ပါဘူးအဲ့ဒီဝတ်မှာလည်းပဲဒီတပည့်ရန်တော်လေးကအင်မတန်တာဝန်ကြီးပါတယ်ရှင်းတော့ကဆရာသမားတွေပေါ်မှာအင်မတန်သိတတ်တဲ့တပည့်တွေလှုပ်လေလှုပ်တာရှိပါတယ်ညာဥ်ရန်ဆိုရင်ဆရာတော်ဘုရားကြီးကိုသွားပြီးတော့နှိပ်ကြတယ်နင်းပေးကြတယ်နှိပ်နေပေးကြတယ်ဆုံးမဩဝါဒတွေခံယူပေးကြတယ်နောက်ဆရာတော်ကြီးကျင်းတော့မယ်ဆိုကမှဝတ်ချပြီးတော့ပြန်တယ်ပေါ့အဲ့ဒါကိုဝတ်ပြုတယ်လို့ခေါ်ပါတယ်အဲ့ဒီဦးစင်းလေးကအင်မတန်လိမ္မာတယ်သိတတ်တယ်စာလဲတော်တယ်ဆိုဆရာတော်ကြီးကလည်းသိပြီးတော့မျက်နှိုးပါတယ်အဲ့ဒီချိန်မှာပဲဆရာတော်ဘုရားကြီးရဲ့ဒီကျောင်းတိုက်ကြီးထဲမှာကျောင်းဆောင်လေးတစ်ခုပေါ့ဒီကမတွေကဆရာတော်ကြီးကိုကြီးညိုလို့ဆိုပြီးတော့ဆောက်လုပ်ပေးနေတဲ့ကျောင်းဆောင်လေးတစ်ခုရှိတယ်ပေါ့အဲ့တော့ဆရာတော်ကြီးကပြောတယ်အဲ့ဒီကျောင်းကိုမင်းဦးစီးပြီးတော့ဆောက်ဒီကြောင့်ပြီးမင်းနေမင်းကိုငါပေးမယ်ဆိုပြီးတော့စောက်ခိုင်းပါတယ်စောက်ခိုင်းတော့ဒီဦးစင်းလေးကလည်းအဲ့ဒီကြောင်းလေးဦးစီးပြီးဦးဆောင်လုပ်ပြီးတော့စောက်တယ်ပေါ့ကန်ဆိုးကျင်တော့အဲ့ဒီကြောင်းလေးမပြီးခင်မှာပဲဒီဆရာတော်ကြီးရဲ့တပည့်ဦးစင်းလေးဟာကာလဝမ်းယောဂနဲ့ပြန်တော်မူရှာပါတယ်ပြန်တော်မူတော့ဒီလိုပဲပေါ့လေပြန်တော်မူသွားတော့စိတ်မကောင်းနေဖြစ်ကြဝမ်းနေကြပေါ့တိတ်တော်တဲ့ဦးစင်းလေးဆိုတော့ဒါပေမဲ့အဖြစ်ပြက်ကအဲ့ဒီမှာတည်းပြီးမသွားဘူးညရောက်ပြီဆိုတာနဲ့ဒီဦးစင်းလေးဟာပြန်တော်မူသွားပြီးတဲ့နောက်ပိုင်းမှာလဲဆရာတော်ကြီးကိုဝတ်ပြုမပြတ်ဘူးအမြဲတမ်းလာပြီးတော့နှိပ်ပေးတယ်နင်းပေးတယ်ဝတ်ပြုပေးတယ်ပေါ့လေဆရာတော်ကြီးကလည်းခွင့်ပြုတယ်မကြောက်ဘူးသူတပည့်လေးလာပြီးတော့နင်းပေးတာနှိပ်ပေးတာဝတ်ပြုပေးတာခွင့်ပြုပါတယ်ဒါပေမဲ့အဲ့ဒီမှာဘာဖြစ်လဲလို့ဆိုတော့တနေ့ကျတော့ဒီပြန်တော်မူသွားတဲ့ဒီတမလွန်ရောက်သွားတဲ့ဦးစင်းလေးဟာနင်းဖောက်သွားတယ်စိတ်ဖောက်ပြန်သွားတယ်ပေါ့ဖောက်ပြန်သွားတယ်ဆိုတာအဲ့ဒီညတညမှာပဲအတန်ထွက်ပြီးတော့ဆရာတော်ကြီးကိုကြောင်းတောင်းတယ်တဲ့တပည့်တော်ကြောင်းပေးဒါတပည့်တော်စောက်ထားတယ်တပည့်တော်ကြောင်းဆိုတော့ဆရာတော်ကြီးကတပည့်မင်းလဲတမလို့ရောက်နေပြီပဲဒါတွေအဆွဲလန်းမထားပါနဲ့ကွယ်ဆုံးပါတယ်ဘာကြောင့်လဲလို့ဆိုတော့တကယ်လို့သာရောမင်းကြောင့်ပဲမင်းယူကွာလို့ပေးလိုက်ရင်တခြားဘုန်းကြီးနေလို့ရမှာမဟုတ်တော့ဘူးလာနေတာနဲ့ဆွဲချတော့မှာဒါအရင်တော့တောကျောင်းကြီးတွေမှာဒါဘုန်းကြီးတွေတစေဖြစ်နေတဲ့ကျောင်းတွေထဲမှာအလုံးကြားဘူးကြောင်ကြားဘူးပါလိမ့်မယ်เนาะကျောင်းလာထိုင်ပြီဆိုလို့ရှိရင်ဘုန်းကြီးတစေကအမြဲတမ်းဆွဲချတာတပတ်မှကျောင်းထိုင်လို့မရဘူးအဲ့ဒီအကြောင်းကိုသိနေတော့ဆရာတို့ကြီးကမပေးဘူးပေါ့လေဆုံးမတယ်ဆွဲလန်းနေမထားပါနဲ့ခွဲဆွဲဆိုတာမကောင်းပါဘူးအဲ့တော့ကျောင်းတောင်းမရလို့စိတ်ဆိုးသွားတယ်ခုနဒီတမလုံကဘုန်းကြီးပေါ့လေဒီတစေဘုန်းကြီးကခါရဆရာတို့ကြီးလေပင်ထားညစ်တယ်ဒါတကယ်ဖြစ်ပက်မှန်လေးပါเนาะဒီဘွဲတွေနေရက်တွေတော့ခြံထားတယ်ပေါ့ထညစ်တယ်အဲ့တော့မှဆရာတို့ကြီးကဝူဝါးနဲ့ထထွက်တော့မှတပည့်တွေဝိုင်းလာအဲ့တော့မှဒီပျောက်သွားတယ်ပေါ့ဒါပေမဲ့ပျောက်သွားတယ်လည်းမဟုတ်ဘူးတဲ့နောင်လည်းအမြဲတမ်းပဲသူရဲ့ဒီလက်တို့အရေးတို့အဲ့ဒါကိုဆရာတို့ကြီးကိုအမြဲတမ်းလာပြတယ်တဲ့မိအောင်မှာဒါပြောချင်တာကတော့တိတ်မဆွဲပါနဲ့ဘယ်ရအောင်မှတိတ်မဆွဲပါနဲ့အဆွဲလန်းကြီးလို့ရင်ဒီဘဝမှာမကဒီနောက်ဘဝအထီတောင်မှဒုက္ခရောက်တတ်တယ်နော်သူဆိုရင်ဒီမကောင်းတဲ့ဒီပြိတ္တာဘဝကိုဒီအဆွဲလန်းကြောင်ရောက်နေတာရောက်နေတဲ့ကြားထဲမှာပဲတကယ်ဒီဆရာတော်ကြီးကိုဒီမကောင်းတဲ့ဘဝကနေပဲပြစ်မှားမိတယ်စော်ကားမိတယ်ဒါကိုထိလေးရောက်ပေါ့လေစော်ကားမိတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့အဆွဲပါမဆွဲပါနဲ့ဘာမှမဆွဲပါနဲ့အားလုံးဟာချိန်ကြတော့ပြီးသွားမှာပါမဆွဲလန်းတဲ့ပုဂ္ဂိုလ်ဟာလွတ်လွတ်လပ်လပ်ဘယ်လိုမှသွားလို့ရပါတယ်တစုံတရာဆွဲညစ်နေတဲ့ပုဂ္ဂိုလ်ဟာသွားလို့မရပါဘူးဘုံတို့သီးလင်္ကာမှာအမေရန်တက်တုံးကမိတ်ဆွေတကယ်ချင်းတစ်ပါးပြောဖို့တာပေါ့လေ
ဘုန်းတို့နဲ့အခန်းရက်နေကြတယ်အခန်းကက်ရက်နေကြတယ်တက်တာကတော့ကီလနီယာပဲတူတူတက်တာတူတူတက်ပင်မဲ့ဒီနေတဲ့ခါကျတော့ဘုန်းတို့ကအဆောင်တစ်ခုမှာဟိုဘက်ချမ်းဒီဘက်ချမ်းနေကြတယ်တခန်းချင်းစီပေါ့နေတဲ့ခါကျတော့ဟိုခင်လဲခင်တော့အပြင်သွားလဲဘုန်းတို့အတူတူသွားကြတယ်သွားကြတဲ့ခါဘုန်းကသွားတော့မယ်ဆိုတာနဲ့ဘာလုပ်လဲဆိုတော့အခန်းကိုဒီတိုင်းလေးပဲတကားစီပြီးတော့ထွက်သွားတယ်အဲ့ဒီဦးစင်းကတော့အဲ့လိုမဟုတ်ဘူး तू ကဟိုဒါလည်းအပြစ်ပြောတာမဟုတ်ပါဘူးအတွေ့အကြုံဘူးသူဒါလေးပြောတာပါ तू ကကွန်ပျူတာကိုပါတော့ခတ်တာကွန်ပျူတာဘုန်းတို့ဒါအကြောင်းတက်တဲ့အချိန်ဆိုကွန်ပျူတာတွေပါကင်ကြတာပေါ့နော်အခုလည်းသုံးပါတယ်အဲ့လိုဆိုတော့ဒီကွန်ပျူတာကိုပါသူကကွန်ပျူတာကိုပါခတ်တဲ့တော့ရှိတယ်အဲ့ဒါဝယ်မရမကရှာဝယ်ပြီးတော့ကွန်ပျူတာတော့ခတ်တဲ့ဇပွဲတွေတော့ခတ်အကုန်လုံးတခါတည်းသူပြင်ထွက်တော့မယ်ဆိုလို့ရှိရင်အနည်းဆုံး15မိနစ်20စောင့်ရတယ်ဆိုတော့အဲ့ဒါတွေသူလုံချော်ခတ်ပြီးတော့မှအပြင်ကတော့နှစ်ထပ်ခတ်တယ်အခန်းတော့နှစ်ထပ်ခတ်တယ်အဲ့တော့ပစ္စည်းကိုတိတ်ပြီးတော့ဒီဦးစင်းကတက်မဲ့သလားဟိုလောဘကြီးသလားဆိုအဲ့လိုလည်းမဟုတ်ဘူးသူကသူ့ရှိမှာဘာပဲငှားဘာပဲတောင်းလို့ပေးလို့ရရင်ပေးတယ်ငှားလို့ရငှားတယ်အမြဲတမ်းရရောပါတယ်သဘောကောင်းပါတယ်ဒါပေမဲ့သူ့ရဲ့အကျင့်ကဘာလဲဆိုတော့တခုခုကိုသူကအဲ့လိုဟိုဆွလန်းလေးရှိတတ်တယ်ပေါ့အဲ့တော့သူဘာပြောလဲလို့ဆိုတော့ဥဒေဇာတို့ပဲကောင်းတယ်တဲ့ဒါဘုန်းတို့ပွဲကဥဒေဇာနန္ဒဆိုဥဒေဇာတို့ပဲကောင်းတယ်တဲ့ဘယ်သွားတကူနောဝိယမြတ်စွာဘုရားဟောတဲ့တိုင်းငှက်လို့ပဲဘာမှဒီကန့်ညင်မှုဆွဲလန်းမှုမရှိတော့လွတ်လပ်သွားနိုင်တယ်ပေါ့ဘုန်းတော်တခုခုသွားစရာရှိတယ်ဆိုရင်အကြောင်းသွားမယ်ဆိုလဲကွန်ပျူတာလေးအိတ်ထက်ကောက်ထည့်ပြီးတော့သွားလိုက်တာပဲအပြင်သွားစရာရှိတဲ့လွယ်လေးတိတ်ကောက်လွယ်ပြီးတော့သွားလိုက်တာပဲဆိုလွတ်လပ်သွားလို့ရတာပေါ့နော်တခုခုကိုဆွဲလန်းကန့်ညင်နေတဲ့ပုံကိုကြတော့အဲ့လိုလွတ်လပ်သွားဖို့ရခက်တယ်ဒါဒီဘဝမှာပဲပေါ့နော်ဒီဘဝမှာအဲ့ဒီအစွဲတွေမကုန်နိုင်ရင်နောက်ဘဝမှာသွားတဲ့အခါတောင်မှတန်တရာသွားတဲ့အခါတောင်မှကျိုးတငယ်ငယ်နဲ့ကျိုးကြီးချီထားသလိုမလွတ်မလပ်ဖြစ်ပါလိမ့်မယ်အစွဲလန်းတွေကအဲ့ဒါလေးကိုဒါဘုန်းတို့သင်ခန်းစာအနေနဲ့ထိတ်လက်ပွင့်တန်ဝေကအနေနဲ့တော့၎င်းဒါဓမ္မလက်ဆောင်ပေးတာပါအလုံးအစွဲလန်းနဲနိုင်သမျှနဲပြီးတော့လွတ်လပ်တန်တရာခီးမှာပြန်တန်းပြီးတော့နောက်ဆုံးနိဗ္ဗာန်အထိရောက်နိုင်ကြပါစေအလုံးကိုစိတ်နဲ့ဗျာဘေးရန်ကွာချမ်းသာကြပါစေ